fine အလုပ်များလဲဘေးကင်းပါစေမင်္ဂလာပါကျွန်တော်လုံခြုံရေးပါလုံခြုံရေးဗဟုသုတတွေမျှဝေပေးပါမယ်အပိုင်း9မှာတော့အလုပ်များလဲဘေးကင်းပါစေဟေးအောက်ဆီဂျင်အိုးတွေရောက်ပြီမြင်မြန်လာကူကြပါအလုပ်တွေကအရေးကြီးတယ်အဆင်ပြေလားစီပုံးပေးမှာချထားလိုက်ပါမြင်မြန်လုပ်အဲ့လိုလုပ်ရင်ကောင်းမလားလုံခြုံရေးအရာရှိပြောဘူးတယ်စီပုံးပေးမှာမထားရဘူးတဲ့ထားလိုက်ပါဗျာခဏလေးပဲလေမကြခင်သုံးလုံးမှာပါမြင်မြန်တည်လာခဲ့ပါအလုပ်တွေကအရေးကြီးတယ်အောက်ဆီဂျင်အိုးထားတဲ့နေရာကဝေးလွန်းတယ်ဘယ်သူမှမသိဘူးဒီလိုဝေးမှာထားခိုင်းတာဟေ့ဘာလို့ဒီအိုးကပေါ့နေတာလဲ gas အပြည့်မပါတာလားမှားယူလာမိတာလားမရဘူးစစ်ကြည့်မှဖြစ်မယ်ကျွန်တော်အိုးမလဲအောင်ကျိုးနဲ့ချီပေးမယ်မလိုပါဘူးအချိန်ကုန်မယ်မြင်မြန်တည်လာခဲ့ပါလုံခြုံရေးအရာရှိကအိုးကိုမလဲအောင်ထောင်ထားပြီးကျိုးနဲ့ချီထားခိုင်းတယ်သူစကားနားမထောင်နဲ့မြင်မြန်လေးတည်လာခဲ့ပါမန်နေဂျာခင်ဗျာမပြောနဲ့တော့မြင်မြန်တည်လာခဲ့ပါတခုခုဖြစ်ရင်ကျွန်တော်တာဝန်မယူဘူးကြည့်လေအိုးအလွတ်တွေပဲလေတိုက်တာနဲ့လဲသွားပြီငါ့ကိုလှည့်စားလို့မရဘူးဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာသုံးတဲ့အောက်ဆီဂျင်အိုးတွေကိုတေချာဂရုစိုက်ရပါမယ်။တိတ်တဲ့အခါထောင်ထားရမယ်။အိုးတွေမလဲကျအောင်ကျိုးနဲ့တေချာချီထားရပါမယ်ပြီးတော့စီနဲ့ဝေးမှာထားရပါမယ်။စီနဲ့လုံးဝမထိတွေ့ရဘူး။ဓာတ်ပြူပြီးပောက်ကွဲနိုင်လို့ပါ။နေရာကျင်းလို့အနီးနားမှာထားရမယ်ဆိုရင်တော့ကြားထဲမှာကွန်ကရစ်နံရံနဲ့ကာထားရပါမယ်။အတုံးမပြုတ်ခင်စစ်ဆေးပါ gas pipe တွေ gas ကိုစိတ်မှုမရှိအောင်စစ်ဆေးပေးပါ